အားလုံးပဲခရစ်တော်ရဲ့နာမဖြင့်မင်္ဂလာပါအဲ့တော့ဒီကနေ့မှလည်းနှုတ်ကပတ်တော်အတူဆင်ခြင်ခွန်အားယူဖို့ရန်ကျွန်တော်ဖိတ်ခေါ်လိုပါတယ်ပေါ့နော်အဲ့ဒီကနေ့ကတော့ကျွန်တော်တို့အတူတကွခွန်အားယူဖို့ရန်အတွက်ဒီခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုလေ့လာဖို့ဖြစ်တယ်ပေါ့နော်ဒီ Easter Sunday ကတော့မနေ့ကတော့ကုန်သွားပြီပေါ့နော်မနေ့ကဖြစ်တယ်ဒီနေ့မှာပဲပေါ့နော်ဒီEaster Sunday အကြောင်းကိုကျွန်တော်ပြန်ပြီးတော့တင်ချင်တာဖြစ်တယ်မနေ့ကတော့ကျွန်တော်ချင်းလို့ကတော့ကျွန်တော်တင်ပြီးပြီဒီနေ့ကတော့ဗမာလို့ပေါ့နော်ကျွန်တော်ပြောချင်တာဖြစ်ပါတယ်ပေါ့ဆိုတော့ဒီခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းယုံကြည်ခံယူချက်ဟာခရစ်ယာန်တွေယုံကြည်ခံယူချက်တွေမှာအမှန်တမ်းမှအရေးကြီးတဲ့ခံယူချက်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ခရစ်ယာန်ယုံကြည်ခံယူချက်ရဲ့ဗဟိုချက်မှလို့တောင်ကျွန်တော်တို့ပြောလို့ရတာဖြစ်တယ်ပေါ့နော်ဒီခရစ်ယာန်ဘာသာကိုဒီကဘာပေါ်ကနေပျောက်သွားဖို့ဖျက်ဆီးပစ်ဖို့စူးစမ်းတဲ့သူတိုင်းကပထမဦးဆုံးသူတို့တိုက်ခိုက်ကြတဲ့ခရစ်ယာန်ယုံကြည်ခံယူချက်ကဒီရှင်ပြန်ထမြောက်ခြင်းခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းပဲဖြစ်တယ်နော်ဒီရှင်ပြန်ထမြောက်ခြင်းအကြောင်းဒါမဟုတ်မှန်ဖြစ်ခဲ့တယ်ဆိုရင်ခရစ်ယာန်ယုံကြည်ခံယူချက်ဆိုတာကဘာနေဆက်လက်ပြီးတော့ဒီရှိနိုင်စရာမရှိဘူးလုံးဝပျက်စီးသွားမယ့်အရာဖြစ်တယ်ပေါ့နော်ဒါကြောင့်တမန်တော်ရှင်ပေါလုကိုယ်တိုင်ကလည်းတက်ကောခန်းကြီး15အပိုက်ငယ်14ထဲမှာသူကိုယ်တိုင်ကဗာပြောထားတယ်လေဆိုတော့ခရစ်တော်ဒီရှင်ပြန်ထမြောက်တော်မမူခင်ငါတို့ဟောပြောခြင်း၌အကျိုးမရှိတဲ့တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိထိုမြတ်မကငါတို့ဒီဖျားသခင်အမှုမှာမမှန်သောတက်တည်ခံဖြစ်ကြ၏ပြီးတော့ဆက်ခွန်မှာဒီလိုပြောထားပါတယ်ခရစ်တော်ဒီရှင်ပြန်ထမြောက်တော်မမူခင်တဲ့တို့ဒီယုံကြည်တော်လည်းအကျိုးမရှိဒုစရိုက်အပြစ်အောင်၌ရှိနေကြ၏ထိုမှတပါခရစ်တော်ကိုယုံကြည်၍အိပ်ပျော်တော်သူတို့သည်ဆုံးရှုံးခြင်းသို့ရောက်ကြပြီပြောထားပါတယ်ဆိုတော့ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းတာအလုံးဝမမှန်ဘူးဆိုရင်တော့ဒါခရစ်ယာန်ယုံကြည်ခံချက်ဆိုတာလုံးဝကိုအနတ္တဖြစ်သွားပြီเนาะဘာမှအချီးကြီးပဲဒါကြောင့်အမတန်မှအရေးကြီးတဲ့အကြောင်းအရာလေးဖြစ်တယ်ဆိုတာကိုပထမဆုံးကျွန်တော်ပြောလို့ရတယ်ပြီးတော့ဒီခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုကျွန်တော်တို့အတူလေ့လာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့နှလုံးသားထဲမှာပေါ့နော်တကယ်ပဲတိတိကျကျပိုင်းပိုင်းခြားခြားလေးနားလည်ဖို့ရအတွက်အရန်လိုအပ်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီသေရွာပြန်ဗမာလိုကတော့သေရွာပြန်ပေါ့လူတစ်ယောက်သေသွားတယ်ပြန်ပြီးတော့အသက်ရှင်လာတယ်ဒါကိုခရစ်ယာန်ကြီးပြောနေတာမဟုတ်ဘူးခရစ်ယာန်ကြီးပြောနေတယ်ရှင်ပြန်ထမြောက်ခြင်းအဲ့ဒီပုံစံမျိုးမဟုတ်ဘူးဥပမာဒီတမန်ကျမ်းစာထဲမှာဆိုရင်ရှင်မကုခရစ်ဝင်ကျမ်းခန်းကြီး9ထဲမှာတရားစီရင်မှုယာဥရဲ့တမီဒီယာဥရဲ့တမီခရစ်တော်ကပြန်ပြီးတော့ရှင်ပြန်ထမြောက်စေတာမျိုးပြီးတော့ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး9ထဲမှာမုတ်ဆိုးမရဲ့သားကိုခရစ်တော်ကရှင်ပြန်ထမြောက်စေတာမျိုးပြီးတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး7ထဲမှာလာဇရုကိုပြန်ပြီးတော့ခရစ်တော်ကအသက်ရှင်စေတာမျိုးဒါမျိုးကိုရှင်ပြန်ထမြောက်ခြင်းလို့ကျွန်တော်တို့ခရစ်ယာန်ကြီးပြောနေတာမဟုတ်ဘူးပေါ့နော်ဒါကိုသေပြီးတော့လူတစ်ယောက်ပြန်ပြီးတော့အသက်ရှင်လာတယ်ကောင်းတယ်ဒါပေမဲ့အဲ့ဒီလူကတနေ့တစ်ချိန်ကြာရင်ပြန်ပြီးတော့သေရတယ်ဒါကိုအင်္ဂလိပ်လိုဘာပြောတယ်လဲဆိုတော့လူတစ်ယောက်သေပြီးတော့ပြန်ရှင်လာကိုအင်္ဂလိပ်လိုဘာပြောလဲဆိုတော့ resuscitation ကိုခေါ်တာဖြစ်တယ်သေသွားတယ်ပြန်ရှင်ဒါပေမဲ့တတိပြန်သေတယ်ဒါပေမဲ့ခရစ်ယာန်ကြီးပြောတယ်ဒီရှင်ပြန်ထမြောက်ခြင်းဆိုတာလောကထာဝရအသက်ရှင်ဖို့ခန္ဓာကိုယ်အသက်နဲ့ပြန်ပြီးတော့ထမြောက်တဲ့အရာဖြစ်တယ်အင်္ဂလိပ်လိုကတော့ resurrection ပေါ့နော်ဒါကိုကျွန်တော်တို့ကခရစ်ယာန်ကြီးပြောရတာဖြစ်တယ်ပေါ့နော်ဒါဒီတစ်ခုကလုံးဝမတူဘူးဆိုတာလေးကိုကျွန်တော်တို့ပထမဦးဆုံးနားလည်ထားဖို့အင်မတန်မှလိုအပ်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကနေ့ကျွန်တော်ဒီခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတူတကွာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့ဒီတမန်တော်ရှင်ပေါလုရေးတဲ့ဒီတက်ကောဦးရစာပထမဆောင်အခန်းကြီး15အပိုင်နဲ့တက်ကနေ58ကြားထဲမှာရှိတဲ့အကြောင်းအရာဖြစ်တယ်အရန်ကိုများတယ်ကျွန်တော်ဖတ်မယ်ဆိုရင်အရန်ကိုရှိသွားမယ်ဒါကြောင့်ကျွန်တော်မဖတ်တော့ဘူးကျွန်တော်ဒီပြောရင်းနဲ့လည်းကျွန်တော်လိုအပ်တဲ့အချက်လေးတွေကိုပဲကျွန်တော်ဖတ်သွားမယ်ပေါ့နော်ဆိုတော့ဒီတက်ကောခန်းကြီး15ထဲမှာတမန်တော်ပေါအဓိကသူပြောတဲ့အကြောင်းအရာကတော့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုတမန်တော်ရှင်ပေါလုကအဓိကထားပြီးတော့သူပြောသွားတာဖြစ်တယ်အဲ့ဒီမှာပေါ့နော်တမန်တော်ရှင်ပေါလုကသူကဒီတက်ကောခန်းကြီး15ထဲမှာ
သူအပိုင်း၃ပိုင်းခွဲပြီးတော့သူပြောထားတယ်ပထမတစ်ပိုင်းကတော့ပါလေဆိုတော့အပိုင်းငယ်တက်ကနေစက်ကြားထဲမှာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအေဝံဂေလိပေါ့နော်တည်င်းကောင်းကိုသူကတည်တည်ချာချာသူပြောထားတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့အပိုင်းငယ်7ကနေဒီ30မှာ4အထိကတော့ဗာလဲဆိုတော့ကျွန်တော်တို့လည်းပေါ့နော်တနေ့ကျရင်ရှင်ပြန်ထမြောက်တဲ့အကြောင်းကိုဒီမှာတော့ရှင်ပေါလုကခရစ်တော်လိုပဲကျွန်တော်တို့လည်းပြန်ပြီးတော့ထမြောက်တယ်ဆိုတဲ့အကြောင်းကိုဒီမှာတော့ရှင်ပေါလုကပြောတယ်ပြီးတော့အပိုင်းငယ်35ကနေ58ကတော့ကျွန်တော်တို့ထမြောက်တဲ့အခါမှာဘလို့ခန္ဓာမျိုးနဲ့ကျွန်တော်တို့ထမြောက်မလဲဆိုတာကိုအဓိကထားပြီးတော့အပိုင်း3ပိုင်းခွဲပြီးတော့ဒီမှာတော့ရှင်ပေါလုကတိတိချာချာလေးကိုရှင်းပြထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတက်ကောခိုင်း15အပိုင်းငယ်တက်ကနေ58ကြားထဲမှာရှိတဲ့အကြောင်းစင်ချင်ခွန်အားယူဖို့ရန်မြောက်များဆိုအချက်တွေအများကြီးရှိတယ်ဒါပေမဲ့ဒီကနေ့မှာကျွန်တော်အချက်3ချက်ကိုပဲအဓိကထားပြီးတော့ကျွန်တော်ပြောသွားမှာဖြစ်တယ်အဲ့ဒီအချက်တွေကတော့နံပါတ်1ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုဘာကြောင့်တမန်တော်တွေကအသက်ပေးပြီးတော့မှန်ကန်ကြောင်းတက်တည်ခံခဲ့ကြတာလေဆိုတော့အချက်ကိုနံပါတ်1ချက်နေနဲ့ကျွန်တော်ပြောမယ်နံပါတ်2ကတော့ကျွန်တော်ရှင်ပြန်ထမြောက်တဲ့အခါမှာကျွန်တော်တို့ဘယ်မှာနေရမလဲကျွန်တော်တို့ဘယ်လိုခန္ဓာမျိုးနဲ့ကျွန်တော်တို့ထမြောက်မလဲဒါကိုနံပါတ်2ချက်နေနဲ့ကျွန်တော်ပြောမယ်နောက်ဆုံးချက်နံပါတ်3ကတော့ဒီကနေ့ရှင်ပြန်ထမြောက်ခြင်းကဒီကနေ့ကျွန်တော်တို့အတွက်ဘာအဓိပ္ပာယ်ရှိတယ်လဲဆိုတော့အချက်3ချက်ကိုကျွန်တော်ပြောသွားမှာဖြစ်တယ်ဆိုတာလေးကိုပထမဆုံးကျွန်တော်ပြောချင်တယ်နံပါတ်1ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုတမန်တော်တွေကမှန်ကန်ကြောင်းပေါ့နော်အသက်တည်ပြီးဘာကြောင့်သူတို့ကြီးဝေငှချက်ခဲ့ကြတယ်နံပါတ်1အသက်တည်ခံခဲ့ကြတယ်ပေါ့နော်ဒါကိုနံပါတ်1ကျွန်တော်ပြောချင်တယ်ဒီခရစ်ယာန်ရှင်ပြန်ထမြောက်ခြင်းဆိုတာဗာလဲတမိုင်းနဲ့ပေါ့နော်တွားပြီးတော့ဆက်ဆက်နေတဲ့အရာဖြစ်တယ်ဒီ history နဲ့ပေါ့တွားပြီးတော့ဆက်ဆက်နေတဲ့အရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တမိုင်းကိုကျွန်တော်တို့လှည့်ယူရှုလို့မရအောင်တမိုင်းကိုကျွန်တော်တို့လုံးဝကြည့်ရမှာဖြစ်တယ်ဒီခရစ်တော်ရှင်ပြန်ထမြောက်တဲ့အဖြစ်အပျက်ဟာဘယ်အချိန်မှာဘယ်တမိုင်းမှာဖြစ်ခဲ့တယ်လဲဆိုတော့ဒီ Greco-Roman ခေတ်နော်အဲ့ဒီအချိန်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာဖြစ်တယ်ဒါကြောင့်အဲ့ဒီခေတ်က Greco-Roman တွေကဒီရှင်ပြန်ထမြောက်ခြင်းနဲ့သူတို့ဒီဘလို့ခံယူကြတယ်လဲဘလို့ယုံကြည်လက်ခံကြတယ်လဲဆိုတာကိုကျွန်တော်တို့ပထမဆုံးကျွန်တော်ကြည့်ဖို့လိုအပ်တာဖြစ်တယ်ပေါ့နော်ဆိုတော့ Greco-Roman လို့ကျွန်တော်တို့ဘာကြောင့်ခေါ်တယ်လဲဆိုရင်အဲ့ဒီခေတ်မှာလူတွေကိုယဉ်ကျေးမှုစာပေနဲ့လွှမ်းမိုးထားတာက Greek လူမျိုးတွေဖြစ်တယ်ပြီးတော့တစ်ဖက်မှာဗာလဲဆိုတော့နိုင်ငံရေးအုပ်ချုပ်ရေးစစ်ရေးနဲ့လူတွေကိုအုပ်ချုပ်ထားတဲ့အစိုးရကဗာလဲဆိုတော့ရောမှာဖြစ်တယ်ဒါကြောင့်ဒီနှစ်ခုကိုပေါင်းပြီးတော့ဗာလဲဆိုတော့ Greco-Roman ခေတ်ဆိုပြီးတော့ကျွန်တော်တို့ကပြောရတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီခေတ်ကလူတွေကဘယ်လိုမြင်ကြတယ်လဲ Greek တွေကရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီးတော့သူတို့ဘယ်လိုယုံကြည်တယ်ရောမတွေရောဘယ်လိုယုံကြည်တယ်ဒါလေးကိုကျွန်တော်အနည်းငယ်ကျွန်တော်တို့ကြည့်အောင်ပေါ့နော်အဲ့တော့ Greek တွေကတော့ဒီဘယ်လိုပြောမလဲသူတို့ရဲ့ဒီအတွေးခေါ်ပညာရှင်လို့လည်းပြောလို့ရတယ်ကြပြဆရာလို့လည်းပြောလို့ရတယ်ဖိုမာပေါ့နော်ပြီးတော့ဒီ Socrates ပဲဖြစ်ဖြစ်ဒီသူ့ရဲ့တပည့် Plato ပဲဖြစ်ဖြစ်ပေါ့နော်သူတို့တွေကအဲ့ဒီခေတ်မှာအဲ့ဒီခေတ်ကလူတွေကိုသူတို့ရဲ့တွန်းချင်းအရန်ကိုလွှမ်းမိုးခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီသူတို့ရဲ့တွန်းချင်းကဘာလဲဆိုရင်သူတို့ရဲ့တွန်းချင်းကဘာလဲဆိုတော့ဒီလောကမှာမြင်လို့ရတဲ့အရာထိတွေ့ကင်တွယ်လို့ရတဲ့အရာမှန်သမျှမကောင်းဘူးမြင်လို့မရတဲ့ဒီဝိညာဉ်ဒါလည်းကောင်းတယ်ပေါ့နော်ပြီးတော့ဒီဝိညာဉ်ဟာဒီရုပ်ခန္ဓာထဲမှာသူကအချင်းချနေတယ်အချင်းချနေတယ်ဒါကြောင့်ဒီရုပ်ခန္ဓာကြီးတည်သွားမှာပဲအချင်းချရာကနေအဲ့ဒီဝိညာဉ်ဟာလွတ်မြောက်သွားပြီးတော့ဟိုးအဝေးကြီးပေါ့နော်ဒီစัจ java ပေါ့နော်အဲ့မှာပွားပြီးတော့ပေါင်းသွားတယ်ပေါ့နော်ဒါကိုသူတို့ကယုံကြည်လက်ခံကြတာဖြစ်တယ်ဒါဟာဟိန္ဒူဘာသာရဲ့ဒီဗုဒ္ဓဘာသာရဲ့မှာလည်းကျွန်တော်တို့တွေ့ရတယ်ဘာနဲ့ဗုဒ္ဓဘာသာမှာဆိုသူတို့ဥပမာပေးတာကဒီပြင်လဲဒီတဲမှာရေတစ်ဆက်ကြသွားတယ်တစ်ခုလုံးရေအဖြစ်နေပေါ့နော်ပြောင်းသွားတယ်အဲ့လိုမျိုးပုံစံပေါ့နော်သူတို့လည်းဒီသူဝိညာဉ်ဟာပွားပြီးတော့ဒီစัจ java လာမှာပွားပြီးတော့ပေါင်းသွားတဲ့သဘောမျိုးအဲ့လိုမျိုးသူအဝေးကြီးဒီရုပ်ခန္ဓာကိုထားခဲ့တယ်အဝေးကြီးထွက်သွားရတယ်ပေါ့နော်ဒါကြောင့်ဒီ Greek လူမျိုးတွေရဲ့အလိုအရာသေချင်းဆိုတာသူတို့အရင်ကောင်းတယ်သူ
တို့အတွက်ဒါအမင်္ဂလာရှိတာမဟုတ်ဘူးအရန်ကိုမင်္ဂလာရှိတဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်တို့တေးရမှာလည်းမကြောက်ဘူးဥပမာပြောမယ်ဆိုရင်ဒီပလေတိုရဲ့ဆရာဆိုကရီတစ်ဆိုရင်လည်းသူ့ရဲ့တွင်တင်ချက်တွေမှားပါတယ်ဒါကြောင့်အစိတ်ကြီးတောက်ပါဆိုသူအစ်စေးပဲသူတောက်လိုက်တယ်တောက်ချလိုက်တယ်သူတေးရမှာလုံးဝမကြောက်ဘူးဘာကြောင့်လဲတေးလေဆိုတာတို့အတွက်မင်္ဂလာရှိတဲ့အရာဖြစ်တဲ့ဒါကိုတို့ကလုပ်ရကြတာဖြစ်တယ်ပေါ့နော်အဲ့တော့တို့ရဲ့ခံယူချက်အရာဒီဝိညာဉ်ဟာခန္ဓာထဲမှာပေါ့နော်အချင်းချနေတဲ့ဖြစ်တဲ့ကြောင့်လူဟာသေသွားတယ်ဆိုရင်ဗာလဲထောင်ကနေလွတ်မြောက်တဲ့သဘောမျိုးတဲ့ရောက်တယ်ပေါ့နော်ထောင်ကနေလွတ်မြောက်သွားတယ်အဲ့ဒါကြောင့်လူတစ်ယောက်ရှင်ပြန်ထမြောက်တယ်ဆိုတော့တို့အတွက်လုံးဝမကောင်းတဲ့အရာဒါလုံးဝအမင်္ဂလာပဲဘာကြောင့်လဲထောင်ကနေလွတ်မြောက်ပြီးတဲ့လူတစ်ယောက်ပြန်ပြီးတော့အဖမ်းခံရတယ်ပုံစံမျိုးအဲ့လိုတို့ယူဆတာထင်ပါတယ်ကျွန်တော်ပေါ့နော်အဲ့ဒါကြောင့်တို့အတွက်လုံးဝရှင်ပြန်ထမြောက်ခြင်းဆိုတာမကောင်းတဲ့အရာမင်္ဂလာမရှိတဲ့အရာဖြစ်တယ်တို့အတွက်ဒါကိုတို့ကခံယူတာဖြစ်တယ်ဥပမာကျွန်တော်တို့ရုပ်ရှင်တွေကဒီမာမီရုပ်အလောင်းပြန်ပြီးတော့အသက်ရှင်လာတယ်တက်ရှင်လာတဲ့နောက်ပိုင်းမှာလည်းလူတွေကိုပဲဒုက္ခလိုက်ပေးနေတယ်အဲ့လိုမျိုးပုံစံတို့ယုံကြည်မယ်ထင်ပါတယ်ပေါ့နော်အဲ့တော့တို့အတွက်လုံးဝမကောင်းဒါ Greek တွေရဲ့ယုံကြည်ခံယူချက်ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီယောမလူမျိုးတွေကတော့သူတို့ကတော့တေးပြီးတယ်ဆိုရင်ဘလို့မှလူတစ်ယောက်ဟာတေးပြီးသွားရင်ပြန်ပြီးတော့မထမြောက်နိုင်ဘူးလူတစ်ယောက်တေးပြီးသွားရင်တချို့ကနတ်ဖျားဖြစ်သူတို့ကပြောင်းလဲသွားကြတယ်တချို့ကကောင်းကင်မှာကျဲဖြစ်သူတို့ဒီရှိကြတယ်ပေါ့နော်အဲ့လိုသူတို့ကယုံကြည်လက်ခံတယ်ဒါကြောင့်လူတစ်ယောက်တေးပြီးသွားရင်ဘလို့မှရှင်ပြန်မထမြောက်ဒါကိုတို့ကယုံကြည်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ Greco-Roman ခေတ်ကရောမပဲဖြစ်ဖြစ် Greek တွေပဲဖြစ်ဖြစ်တို့ကြည့်တဲ့အခါမှာလူတစ်ယောက်ပြီးပြီးသွားရင်ဒါပြီးပြီပြန်ပြီးတော့ရှင်ပြန်ထမြောက်တယ်ဆိုတာမရှိနိုင်ဘူးရှင်ပြန်ထမြောက်တယ်ဆိုတာဒါအမင်္ဂလာတစ်ခုပဲဖြစ်တယ်ဆိုပြီးတော့တို့ကယုံကြည်လက်ခံတာဖြစ်တယ်အဲဒီ Greco-Roman ခေတ်ကလူတွေနောက်တစ်ခုကတော့ဒီယူဒဘာသာထဲမှာလဲဒီရှင်ပြန်ထမြောက်ခြင်းကိုလက်မခံတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကတခြားလူမဟုတ်ဘူးယူဒဘာသာရေးကိုဥဆောင်နေတဲ့ဇက်ဒူကယ်တွေဖြစ်တယ်ဇက်ဒူကယ်တွေကလုံးဝရှင်ပြန်ထမြောက်ခြင်းကိုတို့လက်မခံဘာမှတွေ့ရတယ်လဲဆိုတော့ရှင်မာကုခရစ်ဝင်ကျမ်းခန်းကြီး7နှစ်ထဲမှာအပိုင်နဲ့ဆက်ခွန်ကနေ28လား29လားမသိဘူးအဲ့မှာကြည့်တယ်ဆိုရင်တို့လုံးဝရှင်ပြန်ထမြောက်ခြင်းကိုတို့ယုံကြည်လက်ခံခြင်းမရှိဘူးခရစ်တော်တောင်တို့မေးခွန်းအမျိုးမျိုးတို့ထုတ်ခဲ့တယ်ပေါ့နော်ပြောချင်တာကအဲ့ဒီခေတ်ကလူတွေကရှင်ပြန်ထမြောက်ခြင်းကိုလုံးဝအယုံကြည်မရှိခဲ့ကြဘူးဒါကိုပြောချင်တာဖြစ်တယ်တို့အတွက်မင်္ဂလာမရှိဘူးအဲ့ဒီအချိန်မှာတမန်တော်ကြီးကတို့တခင်ခရစ်တော်ဟာတေချင်းကိုအောင်ပြီးတော့ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုပြီးတော့တို့ရဲဘုံကိုတို့တတိခံခဲ့ကြတယ်အော်စရာအရင်အော်စရာအဲ့လိုတို့တက်တီခံတဲ့ခါမှာတလောကလုံးကရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်လက်ခံခြင်းမရှိဘူးဒါအမင်္ဂလာဖြစ်တယ်တို့ယုံကြည်နေတဲ့အချိန်မှာရှင်ပြန်ထမြောက်တဲ့တည်င်းကိုတို့ပြောတဲ့အခါမှာတို့အဖိုးအခမြောက်များစွာတို့ပေးရမှာလက်ခံမလို့ပဲမြေကြီးလက်ခံမလို့ပဲတို့ပေးရတယ်တချို့ကဆိုဟာဒီလူတွေယူသွားပြီဟာဒီလူတွေလမ်းလွဲသွားပြီဟာအော်တာမှားသွားပြီဆိုပြီးတော့ပြောကြလိမ့်မယ်တချို့ဆိုရင်တို့ကိုဗာလဲဟားကြလိမ့်မယ်ကဲ့ရဲ့ကြလိမ့်မယ်တချို့ဆိုရင်ဗာလဲတို့ရဲ့အတိုင်းဝိုင်းထဲကနေတောင်နှင်ထုတ်ခြင်းခံရလိမ့်မယ်ဒါမဲ့တို့တေးတေးချာချာကိုအဲ့ဒီအကြောင်းအရာတလောကလုံးကလူတွေကလက်မခံပေးမဲ့တို့ဒီဗာလဲရဲဝင်ကိုတို့တက်တိခံရကြချက်ဒါတော်လေးကိုအံ့ဩကောင်းတယ်ပေါ့နော်တော်လေးကိုအံ့ဩဖို့ကောင်းတယ်ဒီတမန်တော်ခိုင်းဆက်ခွန်ပါဘာတွေ့ရတယ်လဲဆိုတော့တမန်တော်ပေါလုကเนาะဒီ Greek လူမျိုးတွေသူတို့ရဲ့ပညာရေးမြို့တော်ဖြစ်တဲ့အေသင်မြို့မှာရှင်ပြန်ထမြောက်ခြင်းအကြောင်းပြောတယ်အဲ့ဒီမှာသူတို့ဘာပြောတယ်လဲဆိုတော့တစ်ချက်လောက်ကြည့်အောင်ပေါ့နော်တမန်တော်ခိုင်းဆက်ခွန်အပိုင်ငယ်32ပါပေါ့နော်တမန်တော်ရှင်ပေါလုကပြောတယ်သေတော်သူတို့ဤရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုကြားရရင်အချို့တို့ဒီကဲ့ရဲ့ကြတယ်ကဲ့ရဲ့ဆိုတာဟာတိုက်တာပဲပြည့်ရပြုတ်တာပဲမင်းရလဲကွာမဖြစ်နိုင်ရည်လာပြောနေတယ်ပေါ့နော်ဒီပုံစံမျိုးသူတို့ဟာတိုက်ကြတာဆိုတော့သူတို့တွေတော်တော်လေးအဖိုးခပေးခဲ့ကြမယ်ဆိုတာလုံးဝမြေကြီးလက်ခံမလို့ပဲအဖဲချင်းခံရမယ်ဟာတိုက်ချင်းခံရမယ်ယူသွားပြီဒီကလွတ်သွားပြီမ
မပြေတော့ကြက်မပြေတော့စသဖြင့်ပေါ့နော်သူတို့ပြောခိုင်းရတယ်ဒါမဲ့သူတို့တွေရဲဝုန်းဝုန်းကိုသူတို့ဟောပြောဝေငှခဲ့ကြတယ်ခရစ်တော်ရဲ့ရှင်ပြန်ထားတော့ကျွန်တော်ဘာကြောင့်လဲဘာကြောင့်ဖြစ်မလဲဒါကိုတမန်တော်ရှင်ပေါလုကတကောခန်းကြီးဆက်တာဒီမှာဒီချာချာပြောထားတဲ့ခန်းကြီးဆက်တာအပိုင်ငယ်လေးရနေဖတ်မယ်ပေါ့နော်တကြိုပြီးမှာကျန်းစာလာသည့်အတိုင်း3ရက်မြောက်သောနေ့၌ရှင်ပြန်ထမြောက်တော်မူ၏ကေဖပေတရုပေါ့နော်ပေတရုဒီကိုတော်ကိုမြင်ပြီးမှတစ်ချိန်နှစ်ပါးသောသူတို့သည်မြင်ကြ၏ထိုသူတို့သည်ထို့နောက်ညီအကို900မကတပြိုင်နက်မြင်ရကြ၏ထိုသူတို့တွင်အများသောသူတို့သည်ယခုတိုင်အောင်အသက်ရှင်ကြသေး၏အချို့တို့သည်အိပ်ပျော်ကြပြီးထို့နောက်ယာကုပ်မြင်ရ၏ထို့နောက်တမန်တော်အပေါင်းတို့သည်မြင်ရကြ၏နောက်ဆုံး၌အချိန်မတန်ဖွာသောသူကဲ့သို့ဖြစ်သောငါပြင်မြင်ရ၏ပြောဆိုတော့ခရစ်တော်ရှင်ပြန်ထမြောက်တာပေတရုကေဖနော်မြင်နေပြီးတော့တစ်ချိန်နှစ်ပါးတမန်တော်ကြီးမြင်နေပြီးတော့ဒါတွေမကသေးဘူးတပည့်တော်900ဟာလေသူမြင်ရတယ်ပြီးတော့ယာကုပ်ခရစ်တော်ရဲ့ညီယာကုပ်ကလည်းယာကုပ်ကခရစ်တော်ကိုလုံးဝဖျားအဖြစ်လုံးဝလက်မခံခဲ့အဲဒီလက်မခံတဲ့ယာကုပ်သူ့ရဲ့ညီကိုစီမှာခရစ်တော်ပေချင်းကနေထမြောက်ပြီးတဲ့အခါမှာသူကိုထင်ပြတဲ့အခါမှာယာကုပ်တောင်အသက်တာပြောင်းလဲသွားတယ်အသက်တာပြောင်းလဲသွားတယ်ဒါကြောင့်ယေရုရှလင်မြို့မှာသူကတကယ်ပဲဒီယေရုရှလင်မြို့အသင်းတော်ကိုခေါင်းဆောင်ကြီးတူဖြစ်ခဲ့တယ်ပေါ့အသင်းတော်တမိုင်းကိုကျွန်တော်ကြည့်တဲ့အခါမှာဒါဖြစ်တယ်ဒါတင်မကသေးဘူးခရစ်တော်ရဲ့ဒီအသင်းတော်ကိုလိုက်ပြီးတော့ဖန်ဆီးတပ်ဖြတ်ညှင်းဆဲတဲ့တမန်တော်ကြီးရှင်ပေါ်လူဓမ္မတက်မြို့လန်သွားတဲ့အချိန်မှာခရစ်တော်ရှင်ပြန်ထမြောက်တဲ့ခရစ်တော်ကိုမြင်တဲ့အခါမှာလုံးဝအသက်တာပြောင်းလဲပြီးတော့ခရစ်တော်အတွက်လုံးဝကိုတည်တဲ့အထိပေါ့နော်တမန်တော်တယောက်ဖြစ်သူနေသွားခဲ့တယ်ပေါ့နော်ကြည့်တဲ့အခါမှာသူဘာပြောချင်လဲခရစ်တော်ရှင်ပြန်ထမြောက်တယ်ဆိုတော့သူတေးချာကိုသူကမြင်ခဲ့ကြတာဖြစ်တယ်တလောကလုံးကရှင်ပြန်ထမြောက်ခြင်းကိုလက်မခံပြီးမဲ့သူတို့တေးချာမြင်တွေ့ကြတဲ့အတွက်သူတို့မှာတက်တည်ခိုင်လုံတဲ့အတွက်ဗာလဲသူတို့ရဲဝံ့ဟောပြောရဲကြတာဖြစ်တယ်အသက်ပေးရရင်တော့ပေးရဘာမှဖြစ်ဘူးခရစ်တော်ရှင်ပြန်ထမြောက်တယ်ဒါသူတို့ဟောပြောခဲ့ကြတာဖြစ်တယ်ဗမာစကားပုံမှာပါလဲဆိုတော့ရွာမှာကြားဝင်လာတယ်တွေ့တဲ့ခွေးရဟောင်လိုက်တဲ့အခါမှာတခြားရွာတွေကခွေးကြီးလည်းဟောင်တယ်ဒါပေမဲ့ရွာတွေကကြားဝင်လာတာမတွေ့တဲ့ခွေးတွေကတော့တိတ်ဆိတ်သွားတဲ့အချိန်မှာကြားကိုမြင်တဲ့ခွေးရတော့ဟောင်နေတယ်ပေါ့နော် तू ကအဟောင်မရက်ဘူးအဲ့လိုမျိုးပုံစံဒါတော့ဥမာပေးတာလည်းနည်းနည်းတော့မကောင်းဘူးเนาะဒါပေမဲ့သူတို့ကတကယ်ကိုတေးချာကိုမြင်တဲ့အတွက်ကြောင့်ဒါကိုသူတို့ကတတ်သိခံနေတာရဲဝုန်းကိုတတ်သိခံနေကြတယ်တလောကလုံးကဘလောက်ပဲပြောနေပါစေကျွန်တော်တို့ဒီကနေ့ခရစ်တော်ရှင်ပြန်ထမြောက်ဟုတ်လားအဲ့ဒါမျိုးမဟုတ်ဘူးသူအများကြီးအဖိုးခပေးရမယ်ဒါပေမဲ့သူတို့ဒီအသက်ခံပါလိမ့်စီသူတို့မြင်တွေ့ရတဲ့အရာမှန်ကန်ကြောင်းသူတို့အသက်ပေးပြီးတော့သူတို့တတိခံခဲ့ကြတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ဘာကြောင့်ကျွန်တော်တို့လဲဒီ Easter Sunday ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းဘာကြောင့်ကျွန်တော်တို့လဲပြောရပါလဲတလောကဘာသာလဲကြည့်လိုက်ဘယ်ဘာသားမှသူတို့ဖျားရှင်ပြန်ထမြောက်တယ်ဆိုတော့မရှိဘူးကျွန်တော်တို့ခရစ်ယာန်မှာပဲရှိတာဖြစ်တယ်ဒီတည်င်းကောင်းကိုကျွန်တော်တို့ဒီရဲဝံ့နဲ့ဝေငှတတ်တည်ခံတော်သူဖြစ်ဖို့ဘုရားသခင်ကဒီကနေ့ကျွန်တော်တို့ကိုအလိုတော်ရှိတာဖြစ်တယ်တမန်တော်ကြီးကအဲ့ဒီခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းမှန်ကန်ကြောင်းကိုသူအသက်ပေးပြီးသူဝေငှခဲ့ကြတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့လည်းဝေငှဖို့ဖြစ်တယ်ဆိုတာကိုနံပါတ်1ချက်အနေနဲ့ကျွန်တော်ဝေငှလို့ရတယ်နံပါတ်2ကတော့ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကျွန်တော်ရှင်ပြန်ထမြောက်တဲ့အခါမှာဘယ်မှာသွားပြီးတော့နေရမလဲဘယ်လိုခန္ဓာနဲ့ကျွန်တော်တို့ရှင်းပြထားရမလဲဒါကိုကျွန်တော်ပြောချင်တယ်ပေါ့နော်ဒီကနေ့ဝမ်းနည်းစရာအရင်ကောင်းတာကဒီတမလွန်ပေါ့နော်ဒီသေပြီးနောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခရစ်ယာန်တော်တော်များရဲ့ကိုကျွန်တော်တို့ကိုလွှမ်းမိုးထားတာကဒီ Greek လူမျိုးတွေရဲ့ယုံကြည်ခံယူချက်ကကျွန်တော်ကိုတော်ကြီးကိုလွှမ်းမိုးထားတယ် Greek လူမျိုးတွေကခုနကကျွန်တော်ပြောသလိုပဲသူတို့သေပြီးသွားပြီဆိုဟိုးအဝေးကြီးကိုထွက်သွားရတယ်ပေါ့နော်ဒီရုပ်ကဘာကိုထားခဲ့တယ်ဒီရုပ်ခန္ဓာကိုထားခဲ့တယ်ဟိုအဝေးကြီးကိုထွက်သွားရတယ်ဒီအထွန်းကြီးကောင်ပဲကျွန်တော်တို့ခရစ်ယာန်တွေလည်းပါလဲဆိုတော့သေ
သေပြီးတဲ့အခါမှာဒီရုပ်ခန္ဓာဒီကဘာမီကြီးကိုထားခဲ့ပြီးတော့ဟိုးကောင်းခဲ့မှာထောက်ရသွားနေရတယ်နော်ထောက်ရသွားနေရဆိုပြီးတော့ကျွန်တော်တို့ကယုံကြည်လက်ခံချက်ဒါဒီယုံကြည်ခံယူချက်ခါတကယ်ကျွန်တော်ပြောချင်တယ်တေးသေးချာချာကျွန်တော်ပြောချင်တယ်တမာကျန်းစာရဲ့တွန်တင်ချက်လုံးဝမဟုတ်ဘူးဒါ grit တွေရဲ့တွန်တင်ချက်ယုံကြည်ချက်ဖြစ်တယ်ဒီတဘောကိုကျွန်တော်တို့ခုနကကျွန်တော်ပြောပြီးဟိန္ဒူဘာသာမှာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာမှာပဲလည်းဖြစ်ဖြစ်ကျွန်တော်တို့တွေ့ရတယ်သူတို့ကတကယ်ပဲပြိဋိဘံဆန်သွားတယ်ဟိုးပျောက်သွားတယ်ဟိုအဝေးကြီးကောင်းကင်ပြောရမလားကောင်းကင်တော့မဟုတ်ဘူးပေါ့နော်သူတို့အတွက်ကတော့ပြိဋိဘံဆန်တာပေါ့နော်ပြိဋိဘံဆန်တယ်ဆိုတာလုံးဝပျောက်သွားတာကျွန်တော်ခရီးရန်ကြီးကဘာလဲဆိုတော့အဲ့ဒီမှာကောင်းကင်မှာနေရမယ်ယောမတွေဆိုရင်နတ်ဖျားဖြစ်တည်ရှိကြတယ်မဟုတ်ကောင်းကင်မှာကျဲဖြစ်တည်ရှိကြတယ်အဲ့ဒီပုံစံမျိုးကျွန်တော်တို့ကယုံကြည်ခဲ့ကြတာဖြစ်တယ်ယုံကြည်နေကြတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒါဟာတမန်ကျမ်းစာတုံတင်ချက်မဟုတ်ဘူးဒီရုပ်ကဘာကိုဘုရားသခင်ကဖန်ဆင်းတဲ့အချိန်မှာနော်ကဘာဦးချမ်းပြန်ကြည့်ပါဘုရားကဖန်ဆင်းတဲ့နေ့တိုင်းမှာသူပြောတဲ့စကားတစ်ခွန်းရှိအဲ့ဒါပါလေကောင်းတယ်ဒီစကားကိုထပ်ခါဘုရားသခင်ကပြန်လျှော့တာကိုကျွန်တော်ကဘာဦးချမ်းကိုကျွန်တော်တွေ့ရတယ်ဖတ်ရင်တွေ့ရတယ်အဲ့တော့ဘုရားကကောင်းတဲ့အရာသူကောင်းအောင်ဖန်ဆင်းတဲ့ထားတဲ့အရာကိုလုံးဝဖျက်ဆီးမှာမဟုတ်သူဖျက်ဆီးမဲ့အရာကဘာလဲသူကောင်းအောင်ဖန်ဆင်းခဲ့တဲ့ဒီကဘာဒီစัจ java လာကိုဖျက်ဆီးခဲ့တဲ့အပြစ်ရုပ်ဆိုးအကျဉ်းတန်စေခဲ့တဲ့အပြစ်ကိုဘုရားကဖျက်ဆီးမှာဖယ်ရှင်းပြစ်မှာဖြစ်ပါတယ်ဒါဟာတမန်ကျမ်းစာရဲ့တွင်တင်ချက်ဖြစ်တယ်တမန်ကျမ်းစာရဲ့တွင်တင်ချက်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်မှာတိချာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဗျာဒိတ်ကျမ်းတမန်ကျမ်းစာရဲ့နောက်ဆုံးဖြစ်တဲ့ဗျာဒိတ်ကျမ်းခိုင်21ရဲ့22မှာကျွန်တော်တို့ဖတ်တိချာကျွန်တော်တွေ့ရတယ်ဘုရားကဒီမှာရှိတဲ့လောကမှာရှိအပြစ်တရားအလုံးကိုဘုရားကဖျက်ဆီးပြမယ်ပြီးတော့ကောင်းကင်တဲ့မြေကြီးတဲ့လောက brand new ပြန်ပြီးတော့အသက်ဘုရားကဖန်ဆင်းมาဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဟိုတလောလေးရပဲဒီကနေ့ခရီးယန်ဒီဓမ္မပညာရှင်ပေါ့နော်တကယ်ဟိုscholar ကျန်တက်ပေါ့နော်ကျန်တက် scholar living theologian scholar လို့လည်းကျွန်တော်တို့ခေါ်လို့ရတယ်အဲ့ဒီတရားဖြစ်တဲ့ anti-right တရားဟောချက်ကျွန်တော်နားထောင်ခဲ့တယ်သူရဲ့တရားဟောချက်ခေါင်းစဉ်ကတော့ဘာလဲဆိုတော့ Easter the birth of God new creation ဆိုတဲ့ခေါင်းစဉ်ဖြစ်တယ်အဲ့ဒီမှာသူပြောတာဘာလဲဆိုတော့တမန်ကျမ်းစာတအုပ်လုံးကဘာဦးချမ်းဒီဗျာဒိတ်ကျမ်းထိပေါ့နော်အဲ့ဒီမှာအဲ့ဒီကျမ်းတအုပ်လုံးကျမ်းစာတအုပ်လုံးကကျွန်တော်တို့ကိုတွန်းတင်ပေးတဲ့အခြေခံအချဆုံးတွန်းတင်ချက်ကဘာလဲဆိုတော့လူသားတွေဒီနေရာကနေဟိုအမြင့်ရာဖြစ်တဲ့ကောင်းကင်ကိုတွားဖို့မဟုတ်ဘူးမြင့်ရာမှာရှိတဲ့ဖခင်ကလူသားတွေရှိတဲ့နေရာနေရာကိုလာဖို့ဒါတမန်ကျမ်းစာရဲ့တွန်းတင်ချက်အဓိကအတင်းစကားဖြစ်တယ်ဆိုပြီးတော့သူကပြောသွားတာဖြစ်တယ်ဒါပေမဲ့အဲ့လိုဖခင်ကလာနေဖို့ရတော့မဖြစ်နိုင်ဘူးရန်ဒီအပြစ်တရားကဘာလဲအတားအဆီးပေးနေတယ်ဒါကြောင့်ဖခင်ကအဲ့ဒီအပြစ်တရားကိုဖခင်ကဖယ်ရှင်းပေးမှာဖြစ်တယ်အဲ့လိုဖယ်ရှင်းပြီးတော့နောက်ဆုံးမှာအဲ့ဒီဖခင်ဟာကျွန်တော်တို့စီမှာလာနေတယ်ကျွန်တော်တို့ရဲ့ဖခင်ဖြစ်မယ်ဆိုပြီးတော့ပြောသွားတယ်အရန်ကိုမှန်တဲ့စကားဖြစ်တယ်ကျွန်တော်ကဘာဦးကျန်းကနေဒီကျန်းစာတော့ဦးလုံးရဲ့ story line ပေါ့နော်ဇက်အင်ကြီးကိုကျွန်တော်တို့ကြည့်ဖို့လိုတယ်ဒီကဘာဦးကျန်းဒီအေရန်ဥယျာဉ်ဆိုတာဖခင်အတူရှိတဲ့နေရာဖြစ်တယ်ဟိုကောင်းကင်မဟုတ်ဘူးဖခင်လာတာလူတွေနဲ့တူလာနေတာဒါပေမဲ့အဲ့ဒါအပြစ်ကြောင့်ပျက်စီးသွားတဲ့အခါမှာဗာလဲထွက်မြောက်ရခြင်းကျွန်တော်တို့ကြည့်တဲ့အခါမှာထွက်မြောက်ရခြင်းမှာဘုရားကမောရှေကိုခေါ်ပြီးတော့ဣသရေလလူမျိုးတွေကိုကျွန်ခံရအဲဂုတ္တုပြည်ကနေဘုရားကကယ်ထုတ်ခဲ့တယ်ကယ်ထုတ်ပြီးတော့အဲ့ဒီမှာဘုရားကပြောတယ်မင်းတို့လည်းအတူနေခြင်းတယ်ဒါကြောင့်ငါ့ကိုတဲဆောက်ပြီတဲဆောက်ခိုင်းတယ်ဘုရားအတူလာတယ်အဲ့ဒါလည်းကျွန်တော်အတူချုပ်ပြောမယ်ဆိုရင်မောရှေခက်ကုံသွားတယ်ယောရှုခေတ်ရောက်လာတယ်သူတို့တွေဂတိတော်နယ်ကိုသူတို့သွားပြီးတော့တိမ့်ပိုက်တယ်အဲ့ဒီမှာရှင်ဘုရင်တွေထွက်လာတယ်ပေါ့နော်ရှင်ဘုရင်တွေပထမဆုံးရှင်ဘုရင်ကရှောလိဖြစ်တယ်ကျွန်တော်အားလုံးသိတယ်ဒုတိယကဒါဝိဒ်ဖြစ်တယ်ဒါဝိဒ်ကငါနေတဲ့နေရာအရန်ကောင်းတယ်ဖခင်သခင်နေတဲ့တဲ့ကမကောင်းဒါကြောင့်ငါဖခင်အတွက်က
နေဖို့အိမ်ဆောက်တယ်ဆိုပြီးတော့သူစိတ်ကူးရှိတယ်ဒါပေမဲ့ဖခင်ကသူ့ကိုခုတ်မပြုဘူးသူ့ရဲ့သားပေါ့နော်ရှင်ဘီယံရှောလမုန်ဣသရေလနိုင်ငံရဲ့တတိယမြောက်ရှင်ဘီယံအဲ့ဒီသားပဲစောက်တယ်ဆိုပြီးတော့ဖခင်ကသူ့ကိုစောက်ခွင့်မပြုတဲ့ရှောလမုန်စောက်ခဲ့တယ်ရှောလမုန်စောက်ပြီးတဲ့အခါမှာဖခင်ကအဲ့ဒီဗိမာန်တော်ပါဖခင်တူလာကျင်းဝတ်တာဖြစ်တယ်ဒီကနေ့ဓမ္မသစ်ခေတ်မှာတော့ခရစ်တော်ကိုယုံကြည်လက်ခံတဲ့တင်းနဲ့ကျွန်တော်အแทမှာခရစ်တော်အဖခင်အသက်လာရှင်တာဖြစ်တယ်ဆိုတော့ဟောပေါ်မှုဘူးဒီလိုလာတာဖြစ်တယ်ဆိုတော့ကျမ်းစာရဲ့သူ့ရဲ့ story line သူ့ရဲ့ဇက်အင်ဂျီကိုကြည့်တဲ့အခါမှာလူသားတွေအပေါ်မဟုတ်ပဲအပေါ်ကနေဖျားလာဆက်တာဖြစ်တယ်အပေါ်ကနေအောက်ကနေအပေါ်စူးစမ်းခိုင်းနေဆိုတာဒါပြောမယ်ဆိုတာစာတမန်တဲ့ရဲ့သဘောပဲဟေရှာယခန်းကြီး14ကိုဖတ်ကြည့်ပါအပေါ်တက်မယ်အပေါ်တက်မယ်အပေါ်တက်မယ်စာတန်ရဲ့ဗာလေသဘောဖြစ်တယ်ဒါပေမဲ့အမြင့်ဆုံးသောဖျားကြီးဖိလိပ္ပိခန်းကြီးနှစ်ကိုဖတ်ကြည့်ပါဖျားကလူစားကြီးကိုခံယူလာတဲ့အကြောင်းတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒါတွေ့ရတယ်ဘာလဲဆိုတော့ဒီကမ္ဘာဦးချမ်းခိုင်းဆက်တဲ့ထမ်းပါလေဘာဖြစ်လို့ရဲတိုက်ကိုသူတို့စောက်ကြတယ်ဖះလုံးဝမကြိုက်ဘူးဘာသူတို့ရဲ့ chance ပါလေဖះရှိခဲ့နေတော့သူတို့တက်ဖို့ကိုယ့်ရဲ့အစွမ်းစားနဲ့တက်ဖို့စူးစမ်းဖះလုံးဝအလိုမရှိတဲ့အတွက်ကြောင့်ဆင်းလာပြီးတော့သူတို့ရဲ့ဘာလဲစကားတွေလုံးဝကွဲပြားစီပြီးတော့ကဘာမီနေရနှံ့မှာသူတို့ပြန်ကျဲသွားခဲ့ကြတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့သဘောကဘာလဲဆိုတော့အောက်ကနေအပေါ်ကိုစူးစမ်းဖို့မဟုတ်ဘူးဒါဟာဘာလဲဗုဒ္ဓဘာသာကျွန်တော်ပြောမယ်ဆိုရင်နည်းနည်းဘယ်လိုပြောမလဲမှားတာရှိရင်ကျွန်တော်ခွင့်လို့ပြီးပါတော့နော်ဗုဒ္ဓကြီးတခြားဘာသာတွေပဲဖြစ်ဖြစ်သူတို့ရဲ့တွင်တင်ချက်ကပါလေလူတောင်စူးစမ်းရင်ဖျားဖြစ်နိုင်တယ်အောက်ကနေစူးစမ်းအပေါ်ဟိုဒီတရားဖြစ်တယ်ဒါပေမဲ့ခရိယလုံးဝကွဲထွက်သွားတာခရိယအဲ့လိုမဟုတ်ဘူးအပေါ်ကနေအောက်ကိုဖျားကိုယ်တိုင်ဆင်းလာတာဖြစ်တယ်ဟောနော်ဆင်းလာတာဖြစ်တယ်ဒါကြောင့်လည်းဒီလကဘာကိုပထမဦးဆုံးရောက်သွားတဲ့ Neil Armstrong ဆိုပြီးပြောလဲဆိုတော့သူရောက်လာတယ်သူ interview လုပ်တဲ့အခါမှာပြောလဲဆိုတော့ကျွန်တော်ကလည်းကျွန်တော်တို့တိတ်မထူးဆန်းဘူးနေရဖြစ်တဲ့ဒီကဘာကြီးဟိုမြင့်ရဖြစ်တဲ့လကဘာကိုတွားရတာကျွန်တော်တို့လုံးဝထူးဆန်းမထူးဆန်းဘူးလေကျွန်တော်တို့ထူးဆန်းတာပါလေဆိုတော့ဟိုအမြင့်ဆုံးဖြစ်တဲ့ကောင်းကင်မှာစံမြန်းနေတဲ့ဖရာသခင်ကကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်အနိုင်ကြဆုံးဖြစ်တဲ့ဒီလောကကိုသူဆင်းလာကျွန်တော်တို့ရမ်းကိုအော်စရာကောင်းနော်လောကမစင်စားနဲ့ဒါတမချမ်းစာရဲ့တွင်တင်ချက်ဖြစ်တယ်ဘောနော်ဆိုတော့အဲ့လိုရှင်ပြန်ထမြောက်တဲ့အခါမှာရှင်ပြန်ထမြောက်ခြင်းဆိုတာဖခင်ကအရာအလုံးကိုအသက်ပြန်ပြီးတော့ဖန်ဆင်းတာဖြစ်တယ်အဲ့လိုဖန်ဆင်းတဲ့အခါမှာအပြစ်တရားမရှိတော့ဘူးပေခြင်းမရှိတော့ဘူးဗာလဲဝမ်းမဲ့ခြင်းမရှိတော့အကုန်လုံးဖြစ်စီအသက်ဖန်ဆင်းမှာဖြစ်တယ် brand new ဖြစ်မှာဖြစ်တယ်ဒီအကြောင်းကိုရှင်ယောဟန်ကဗျာဒိတ်ကျမ်းထဲမှာသူတေးသေးချာချာသူမြင်ရအဲ့ဒါကိုသူဘာပြောတယ်လဲနည်းနည်းတော့တစ်ချက်လောက်ကြည့်အောင်ဗျာဒိတ်ကျမ်းခန်းကြီး21ထဲမှာဘာပြောတယ်လဲဆိုရင်21အပိုင်းငယ်တက်ကနေ3ကိုကျွန်တော်တို့ဖတ်ကြည့်အောင်နော်အပိုင်းငယ်တက်ကနေ3ကိုဖတ်မယ်ကျွန်တော်ဖတ်ပါမယ်ယေရုရှလင်မြို့တဲ့ဆိုပြီးတော့သူကဟိုစားခေါင်းစဉ်တက်တာဖြစ်တယ်ဒီတခြားဒီကျမ်းတွေမှာဆိုရင်တော့ခေါင်းကင်တင်တယ်မြေကြီးတွေဆိုပြီးတော့ဗာလဲခေါင်းစဉ်တက်ထားတာဖြစ်တယ်ပေါ့နော်အပိုက်နဲ့တက်ကနေကျွန်တော်စပတ်မယ်ခေါင်းကင်တက်နဲ့မြေကြီးတွေကိုလည်းငားမြင်၏အဘဲတော့ညီဟုမူကားရှေးခေါင်းကင်နဲ့မြေကြီးဒီရွေ့သွားကြပြီထိုအခါမှစပြီးသမုတ်တရားမရှိတန့်ရှင်းသောမြို့ဒီဟုသောယေရုရှလင်မြို့တည်းမိမိခင်ဘုံကိုတဆာဆင်သောဘင်္ဂလာဆောင်တို့တမိကဲ့သို့ပြင်ဆင်လျက်ဖျားသခင်အထံတော်ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါမြင်၏ကောင်းကင်မှာကြီးသောအတန်ကဖျားသခင်တဲတော်သည်လူတို့တွင်ရှိလူတို့နှင့်အတူကိန်းဝတ်တော်မူမည်သူတို့သည်ကိုတော်ဤလူဖြစ်ကြလိမ့်မည်ဖျားသခင်သည်ကိုတော်တိုင်းသူတို့နဲ့အတူရှိနေ၍သူတို့ဤဖျားသခင်ဖြစ်တော်မူမည်အပေါ်မှာဒီဝါဒဖြစ်တယ်ဆိုတော့ကျွန်တော်မေးကြမေးခွန်းကကျွန်တော်တို့တည်ပြီးသွားရင်ကျွန်တော်တို့ပတ်မှာသွားလိမ့်မယ်မှန်ပါတယ်ကျွန်တော်တို့တည်ပြီးသွားရင်
ကောင်းကင်မှာကျွန်တော်တို့ဒီမှာထာဝရနေမဲ့နေရာမဟုတ်ခဏသွားနာမဲ့နေရာဖြစ်တယ်ရှင်လုကာခရစ်ဝင်ကျမ်းထဲမှာခရစ်တော်အသေးခံတဲ့အချိန်မှာလက်ဝါးကားလိုက်မှာပေါ့နော်ဓမြတယောက်ဂျေပြန်ငါနဲ့အတူပရတိတုဘုံမှာအတူရှိရတယ်ကျွန်တော်တို့တွားပြီးတော့ခဏတွားပြီးတော့နားတဲ့နေရာဖြစ်တယ်အဲ့ထာဝရနေရာမဲ့နေရာမဟုတ်ဘူးထာဝရနေဖို့ဆိုတာဒါ Greek တွေယောမတွေဗုဒ္ဓဘာသာတွေဟိန္ဒူတွေရဲ့သူတို့ရဲ့ယုံကြည်ခံယူချက်ဖြစ်တယ်သူတို့ဖိုးဒီရုပ်ကဘာကိုထားခဲ့ပြီးတော့ဟိုးဝေးကိုထွက်သွားမှာဒါမဲ့အမှန်ချင်းစာမှာလုံးဝမဟုတ်ဘူးဒီကဘာမြင်ကြီးကိုအသက်ဖះကဖန်ဆင်းမှာ brand new ဖြစ်မှာအဲ့ဒီနေရာသားလင်းတို့တို့ရှင်ပြန်ထမြောက်ပြီးတဲ့နောက်တို့တို့နေရမယ်နေရာဖြစ်တယ်ဒါတို့ရဲ့ blessed hope ဖြစ်တယ်တကယ်ကိုမင်္ဂလာရှိတဲ့ညှော်တဲ့ချက်ကောင်းကင်မဟုတ်ဘူးဒီမြေကြီးကိုဖះအသက်ပြန်ဖန်ဆင်းမှာအဲ့ဒီနေရာမှာတို့တို့နေရမှာဒါတမန်ချင်းစာရေးတွင်တင်ချက်ဖြစ်တယ်ဘောနော်တမန်ချင်းစာရေးတွင်တင်ချက်ဖြစ်တယ်ဒါဟိုကျွန်တော်တို့ကျွန်တော်လည်းပြောမယ်ဆိုကျွန်တော်လည်းအားနည်းချက်တွေအများကြီးရှိတယ်ကျွန်တော်မသိသေးတဲ့ခရိယန်ယုံကြည်ခံယူချက်တွေကျွန်တော်မြောက်များစွာရှိတယ်ဒါပေမဲ့ကျွန်တော်လေ့လာနိုင်သလောက်ကျွန်တော်လေ့လာတယ်အဲ့ဒီမှာကျွန်တော်တွားပြီးတော့တွေ့တာကဘာလဲဆိုတော့ဒီကောင်းကင်မှာထာဝရကျွန်တော်တို့နေရမယ်ဆိုတာတမန်ကျမ်းစာဓမ္မဟောင်းချမ်းရဲ့တွင်တင်ချက်လည်းလုံးဝမဟုတ်တယ်လို့ဓမ္မတိကျမ်းရဲ့တွင်တင်ချက်လည်းလုံးဝမဟုတ်ဒီကနေ့ခေတ်ဒီဓမ္မပညာရှင် scholar တွေ theologian တွေရတယ်လုံးဝယုံကြည်လက်ခံခြင်းမရှိတဲ့အရာဖြစ်တယ်ထာဝရအများစုကလုံးဝလက်ခံခြင်းမရှိတဲ့အရာတစ်ခုဖြစ်တယ်ဒါ Greek ရဲ့ယုံကြည်ခံယူချက်တိုင်းဖြစ်တယ်အဲ့တော့ဒီအရာကိုကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့လေ့လာချင်တယ်ဆိုရင်ဒီဆာလံနံပါတ်96 98ဒါကိုကျွန်တော်တို့လေ့လာရင်ဟိုအပေါ်မဟုတ်ဘူးဒီမှာဖြစ်တယ်ဆိုတာသိသိချာချာကျွန်တော်တွေ့ရမယ်ပြီးတော့ဟေရှာယအခန်းကြီး9 17 35 55 46 65 66ဒါတွေကိုကျွန်တော်တို့သိသိချာချာလေ့လာမယ်ဆိုရင်ဟိုအပေါ်မဟုတ်ပဲဒါ brand new ပြန်လုပ်ရမယ်ဘယ်အဖြစ်ပြန်ပြုတ်ပြီးမှဆိုတာဒီကိုသိသိချာချာကိုပြောထားတယ်ဓမ္မသစ် channel မှာဆိုရင်ယောမဩဝါဒစာအခန်းကြီး8ဗျာဒိတ်ချန်21 22တေချာကျွန်တော်တို့လေ့လာမယ်ဆိုရင်ဒီနေရာဖြစ်တယ်ဒါအောင်ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်အဓိကပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာဟိုးကောင်းကင်မှာထာဝရနေရာမှာမဟုတ်ဘူးခဏတာတွားပြီးတော့အနားယူမယ်ဒါပေမဲ့ဖခင်အရာအလုံးအသက်ဖန်ဆင်းပြီးတဲ့နောက်ကောင်းကင်တင်ကြီးဒီနေရာမှာရုပ်ကပါဒီနေရာမှာကျွန်တော်တို့နေရာမှာဖြစ်တယ်ကျွန်တော်တို့ဝိညာဉ်တွေကြီးပဲဘောလောမျောပြီးတော့ကောင်းကင်မှာနေရမှာမဟုတ်ဘူးဒါအောင်ကျွန်တော်ကပြောချင်တာဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ရှင်ပြန်ထမြောက်တဲ့ကိုကဘယ်လိုပုံစံဖြစ်မလဲဒါအောင်ကျွန်တော်တို့တစ်ချက်လောက်ပြန်ပြီးတော့ကြည့်ရအောင်ပေါ့နော်ရှင်ပြန်ထမြောက်ခြင်းခရိယန်တော်များများကျွန်တော်တို့ဝိညာဉ်ပဲဘောလောထမြောက်ပြီးတော့ကောင်းကင်မှာနေမယ်ဒါအောင်ကျွန်တော်တို့ကယုံကြည်တယ်ဒါ Greek တွေယောမတွေဟိန္ဒူတွေသူတို့ရဲ့ယုံကြည်ခံယူချက်ဖြစ်တဲ့ခရိယန်တွင်တင်ချက်လုံးမှာမဟုတ်ဘူးကျွန်တော်ထမြောက်တဲ့အခါမှာကျွန်တော်တို့ဗာလဲဒီကျွန်တော်ရဲ့ရုပ်ခန္ဓာဒီရုပ်ခန္ဓာပါပြန်ပြီးတော့ထမြောက်မှာဖြစ်တယ်ဘုရားအသက်ပြန်ပြီးတော့ဖန်ဆင်းမှာဖြစ်တယ်အဲ့လိုပြောတဲ့အခါမှာရုပ်ရှင်တွေကမာမီရုပ်အလောင်းတွေပုံစံမျိုးကို brand new လုံးဝအသက်ဖြစ်မှာဘာကြောင့်ဒါကျွန်တော်တိတိကျကျပေါ့နော်တိတိကျကျဘာကြောင့်ကျွန်တော်ပြောနိုင်တာလဲတမန်ကျမ်းစာတွေမှာရှိတယ်ဘာကြောင့်ကျွန်တော်ယုံကြည်တဲ့ခရစ်တော်တေချင်းကနေရှင်ပြန်ထမြောက်တဲ့အခါမှာသူ့ဝိညာဉ်နဲ့ထမြောက်တာမဟုတ်ဘူးသူ့ရဲ့ခန္ဓာကိုယ်ထမြောက်ခဲ့တယ် brand new ဒါကြောင့်တင်ကြိုင် empty tomb တင်ကြိုင်အလွတ်ကြီးဖြစ်သွားတယ်ဝိညာဉ်မဲ့မဟုတ်ဘူးခန္ဓာပါထမြောက်တယ်ဒါပေမဲ့အဲ့ဒီခန္ဓာကရှင်ပေါလုကဒီမှာပြောတယ်35ကနေ50ဝိညာဉ်ကခန္ဓာ resurrection body အဲ့ဒီခန္ဓာနဲ့ထမြောက်တာဖြစ်တယ်အဲ့ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာဗာလဲအလုံးပိတ်ထားတဲ့အခန်းမှာလဲတကားဖွင့်စရာမလိုဘူးသူဝင်နိုင်တယ်ပြီးတော့ငါးကင်တွေသားတွေသူစားပြတယ်ပြီးတော့သူ့ကိုထိတွေ့ကင်တွယ်လို့လည်းရတယ်ပြီးတော့သူတို့မျက်စိတွေရှေ့မှာတင်ပြတ်သွားတယ်အဲ့ဒီခန္ဓာကိုကျွန်တော်တို့ကထမြောက်မှာဖြစ်တယ်အဲ့ဒီခန္ဓာကိုကျွန်တော်တို့ရမှာဖြစ်တယ်ဝိညာဉ်ကြီးပဲဘောလောလုံးဝမဟုတ်ဘူးဒါတမန်ကျမ်းစာရဲ့တွန်တိချက်လုံးဝမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့ပြောလို့ရတာကဘာလဲဆိုတော့ရှင်ပြန်ထမြောက်တဲ့အခါမှာကျွန်တော်ဘယ်မှာနေရမလဲဆိုရင်
ဖယားကဟိုကောင်းကင်မှာမဟုတ်ဘူးခဏတာတော့တွားနေရမယ်တွားနားရမယ်ဒါပေမဲ့ဖယားကအရာအလုံးဖန်ဆင်းပြီးတဲ့အခါမှာဒီကောင်းကင်တဲ့မြေကြီးတဲ့ပါကျွန်တော်တို့ထမြောက်တဲ့ခန္ဓာကိုယ်အသက် brand new နဲ့ကျွန်တော်တို့ရုပ်လောကနဲ့ကျွန်တော်တို့ဆက်ပြီးတော့နေရမှာဖြစ်တယ်ရုပ်ခန္ဓာကိုယ်တိုင်းဟာထမြောက်နေတယ်ဒါပေမဲ့အဲ့ဒါအကုန်လုံးအသက်ဖြစ်မယ်ဒီအကြောင်းကိုရှင်ပေါလုကပြောထားရဲ့တေးတတ်တော့ဒီရုံးစာကိုခန္ဓာကိုမြုပ်တယ်ဒါပေမဲ့မတည်နိုင်တဲ့ခန္ဓာနဲ့ထားမြောက်တယ် spiritual body လို့လည်းပြောမလားဒီ resurrection body ပြောမလားပေါ့နော်ဒါနဲ့ထားမြောက်မယ်။ကြိုင်လို့ရတယ်ထိတွေ့လို့စားလို့လည်းရတယ်။ဘာလို့ဒါပေမဲ့အလုံးပိတ်တဲ့ခန်းမှာလည်းပျောက်သွားနိုင်တယ်ပြောင်းသွားနိုင်တယ်။ဒါခရစ်တော်ရှင်ပြောင်းထားမြောက်တဲ့ပုံစံအတိုင်းကျွန်တော်တို့လည်းထားမြောက်မှာဖြစ်တယ်။ဒါကြောင့်ဒီအားဖြင့်ကျွန်တော်တို့ body သိနေတယ်။ကျွန်တော်တို့ခန္ဓာကိုယ်ကျွန်တော်တို့တော်တော်လေးဂရုစိုက်ဖို့လေးချက်ခန်းနေလို့ပြေဖို့လိုတယ်ပေါ့နော်ဒါတော့ခဏလေးထားလိုက်ရအောင်နော်ဆိုတော့ပြောချင်တာကကောင်းပြင်မဟုတ်ဘူးဒါခဏတွားနေရမယ့်နေရာဖြစ်တယ်ကျွန်တော်တို့လုံးဝ blessed hope မင်္ဂလာရှိတော့ကျွန်တော်မျှော်လင့်ချက်ကဖခင်ကအရာအလုံးကိုဖန်ဆင်းမဲ့ကောင်းကင်တဲ့မြေကြီးတဲ့မှာကျွန်တော်တို့နေရမယ်အဲ့လိုနေရတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကလည်းအသက်ခရစ်တော်ကဲ့သို့ခရစ်တော်ထားမြောက်တဲ့ကဲ့သို့ထားမြောက်မှာဖြစ်တယ်အသက်တော်ခန္ဓာနဲ့ဖြစ်တယ်ဆိုတာကိုနံပါတ်2ချက်နဲ့ကျွန်တော်ဝေငှလို့ဖြစ်တယ်နောက်ဆုံးအချက်နံပါတ်3ကတော့ဒီခရစ်တော်ရှင်ပြန်ထားမြောက်ခြင်းကကျွန်တော်တို့အတွက်ဘာအတိတ်ပဲရှိပါတယ်လဲကဘာကြီးကိုကြည့်ပါစစ်ပွဲညာအကြီးအစာကောင်းပါမှုတွေယောဂဗျာညောင်ညာဆိုရှိတယ်ကဘာကြီးကတော့အရန်ကျဲလို့မှာထားလိုက်ပါကျွန်တော်တို့နိုင်ငံဖြစ်ရှိလိုက်ပါပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်ကျွန်တော်တို့ချစ်ရတဲ့လူတွေကျွန်တော်တို့ရဲ့ချစ်သူတွေကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေကျွန်တော်တို့သားသမီးတွေကျွန်တော်တို့အဖေမေတွေကျွန်တော်တို့ဦးလေးတွေမြောင်ညာဆိုဒီစစ်ပွဲကြောင့်အသက်ဆုံးရှုံးနေရကြတယ်ကျွန်တော်တို့ကုံစင်းလုံးကလည်းတနေ့ပြီးတက်လာတယ်အလောက်ကင်ကလည်းပိုရှားပါလာတယ်စီစေးပိုတက်လာတော့အခုချိန်မှာဗာလဲစီနဲ့အလုတ်လုံနေရတယ်လုပ်ငန်းတွေတော်တော်များများရက်ဆိုင်ရတယ်ဒီ express car ကြီးဆိုရင်မပြေးဆွဲတဲ့ line တွေလည်းတော်တော်များမယ်ထင်ပါတယ်အများကြီးပါအလုံးကိုမှောင်မဲနေကျွန်တော်အနာကကြည့်လိုက်ဘာပြောလဲချက်မရှိလုံးဝမှောင်မဲနေတယ်ကျွန်တော်တို့အဲ့ဒီတော့ကျွန်တော်တို့ဒီရှင်းပြန်ထမြောက်ခြင်းကဒီတရင်ကောင်းကကျွန်တော်တို့အတွက်ဘာအတိတ်ပဲရှိပါတယ်လေကျွန်တော်အမှောင်မိုက်ဆုံးသောအချိန်ကိုကျွန်တော်တို့နိုင်ငံကဖြတ်တန်းနေရတာဖြစ်တယ်အရှမ်းကိုမှောင်မိုက်တယ်အရှမ်းကိုမှောင်မိုက်နေတဲ့အချိန်ဖြစ်တယ်ဒီစာလံ23နဲ့ဒါဝိပြောတယ်လို့ပေါ့တေမင်းရဲ့အရေးကိုရှောက်သွားနေတဲ့အချိန်ဖြစ်တယ်ကျွန်တော်တို့တေမင်းရဲ့အရေးခလွမ်းမိုးသောခြိုက်ထဲမှာကျွန်တော်ရှောက်သွားနေရတဲ့အဖြစ်ဖြစ်တယ်အရှမ်းကိုမှောင်မိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ထက်ပို့ပြီးတော့မှောင်မိုက်တဲ့အချိန်လုံးဝမျောလင့်ချက်အဆက်မှမရှိတဲ့အချိန်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကကာရာနီကုန်းပေါ်မှာခရစ်တော်ကလက်ဝါးခိုင်းပေါ်မှာဖြတ်တန်းခဲ့ရတယ်3 နှစ်3မိုးလုံးသူနဲ့အတူစားပြီးတော့တောက်ပြီးတော့သူနဲ့အတူဗာလဲတွာလာခဲ့သူရဲ့တပည့်ရဲ့စွန့်ပစ်ခြင်းသူခံခဲ့ရတယ်ဒါတည်းမကဘူးလက်ဝါးခိုင်းပေါ်မှာဖခမီရောရဲ့စွန့်ပစ်ခြင်းသူခံခဲ့ရတယ်အဲ့လိုသူစွန့်ပစ်ခြင်းခံရတဲ့ခါမှာသူဘာပြောလဲအကျွန်ုပ်ဖျားအဘက်ချောင်းအကျွန်ုပ်ကိုစွန့်ပစ်တယ်ခရစ်တော်ကိုပေါ်ခဲ့တယ်ဖျားစွန့်ပစ်တယ်ဆိုတော့ကျွန်တော်အမြဲတမ်းပြောသလိုပဲဒါငရဲပဲဖျားစွန့်ပစ်တယ်ဒါငရဲပဲဘာမှမျောလင့်ချက်မရှိတော့အဲ့ဒါကိုခရစ်တော်ကတင်နဲ့ကျွန်ုပ်ကိုစစ်တဲ့အတွက်ကြောင့်သူခံခဲ့တာအမှောင်မိုက်ဆုံးတော့အချိန်ဖြစ်တယ်တင်နဲ့ကျွန်ုပ်ကတော့တေမင်းရဲ့လွှမ်းမိုးသောခြိုက်ထဲမှာရှောက်သွားရတယ်ခရစ်တော်ကတေမင်းအရေးကိုအသေးခံခဲ့တာလောက်ဝါခိုင်းပေါ်မှာလောက်ဝါခိုင်းဆိုတာအမိုင်းမှာအရက်ဆက်ဆုံးအသေးခံတဲ့နေရာဖြစ်တယ်ဘာကြောင့်ဒီလိုပြောလဲ anybody who died on the cross 1000 death အတိတ်ပဲကလောက်ဝါခိုင်းပေါ်မှာအသေးခံတယ်ဆိုတာအချိန်ပေါင်း1000အသေးခံတယ်နဲ့အတူတူပဲအဲ့ဒါကိုခရစ်တော်ကခံခဲ့တာလုံးဝကိုမှောင်မိုက်တိလုံးဝကိုမျောလက်ချက်ပါမှမရှိဘူးအဲ့ဒီမှာတမချန်စာဇက်လန်ကမဆုံးတော့ဘူး
မဆုံးသွားဘူး3ရက်မြောက်တော်နေ့မှာရှင်ပြန်ထမြောက်ခဲ့တယ်ဒါကြောင့်တမန်တော်ရှင်ပေါလုကဘာပြောတယ်လဲဆိုတော့တကောခန်းကြီးဆက်တာအပိုင်နဲ့3ကငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းတန်တို့ဟာရှိဥစွာအပေးသောအကြောင်းအရာဟုမူကားခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏သင်ကြိုပြီးမှကျမ်းစာလာသည့်အတိုင်း3ရက်မြောက်တော်နေ့၌ရှင်ပြန်ထမြောက်တော်မူ၏ဟာလေလုယာဖခင်ရှင်နာမပုံကြည်ပါစေဖခင်ရှင်နာမပုံကြည်ပါစေအဲ့ဒီခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့ Easter Sunday နေ့ဆိုတာဘာလဲမောင်မိုက်ကိုအလင်းကအနိုင်ရတယ်နေ့မတရားမှုကိုတရားမျှတခြင်းကအနိုင်ရတယ်နေ့ပေချင်းကိုအသက်ရှင်ခြင်းကအနိုင်ရတယ်နေ့အဲ့ဒီနေ့ကိုခရစ်ယာန်တွေက Easter Sunday ပြီးတော့ကျွန်တော်ခေါ်တာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့မှောင်မိုက်ဆုံးချီကျွန်တော်ဖြစ်တယ်ဒါမဲ့ဒါဒီအဲ့ဒီ Easter ကအဲ့ဒီအမှောင်မိုက်ဆုံးဟာနောက်ဆုံးမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကိုအာမခံပေးနေတာဖြစ်တယ်တနေ့အဲ့ဒီမှောင်မိုက်ကိုအလင်းကအနိုင်ရမယ်နေ့မတရားမှုကိုတရားမျှတမှုကအနိုင်ရမယ်နေ့ပေချင်းကိုအသက်ရှင်ခြင်းကအနိုင်ရမယ်နေ့ရောက်လာမယ်ဆိုတော့ဒီ Easter ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကကျွန်တော်တို့ကိုဗာလဲအာမခံချက်ကျွန်တော်တို့ကိုပေးနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဝမ်းမြောက်ကြရအောင် Easter Sunday အတွက်ကျွန်တော်တို့ဝမ်းမြောက်ကြအောင်အဲ့ဒီ Easter Sunday ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုရဲရဲဝင့်ဝင့်ကျွန်တော်တို့တတ်သိခံကြရအောင်ဖခင်ကအရှာအလုံးပေမင်းကိုကျွန်တော်တို့ကိုဗာလဲအနိုင်ယူပေးခဲ့တယ်ပေမင်းကထုတ်တဲ့ဥပဒေလူဟာတေးပြီးတော့ဘယ်တော့မှရှင်ပြန်ထမြောက်တယ်ဆိုတာမရှိဘူးအဲ့ဒီဥပဒေကိုဖယားကချိုးဖြတ်ပြီးတော့ကျွန်တော်တို့ကိုအနိုင်ပေးခဲ့တယ်နေ့အဲ့ဒီ Easter Sunday နေ့ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဝမ်းမြောက်ကြရအောင်အဲ့ဒီရှင်ပြန်ထမြောက်ခြင်းတည်င်းကောင်းကိုကျွန်တော်တို့ဝိငှတက်တည်ခံကြရအောင်ဒါကြောင့်ဒီကနေ့ကျွန်တော်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီတစ်ကောခိုင်း15ကိုခြေပြုပြီးတော့ချက်3ချက်ကျွန်တော်ဝေငှတော့တာဖြစ်တယ်နံပါတ်1ကတော့တမန်တော်ကြီးခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုအသက်ပေးပြီးတော့ဘာကြောင့်ဝေငှခဲ့ကြဘာကြောင့်လဲဆိုတော့သူတို့တေးသေးချာချာကိုသူတို့မြင်တွေ့ခဲ့ရသူတို့ကတက်တည်အခိုင်လို့ရှိတယ်လူဟာကိုဘယ်လိုပြောမလဲလုတ်ချံဖန်တီးထားတဲ့ဆက်လန်အတွက်အသက်ပေးလောက်တဲ့အထိမယူမိုက်ကြဘယ်လူသားမှမယူမိုက်ကြဒါမဲ့သူတို့တေးသေးချာချာသူတို့မြင်တွေ့ခဲ့ရတဲ့တက်တည်ဖြစ်တဲ့အတွက်ကြောင့်တလောကလုံးမှာရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်လက်ခံခြင်းမရှိပေမဲ့သူတို့ရဲရဲဝံ့ဝံ့သူတို့ဝိငှတက်တည်ခံခဲ့ကြတာဖြစ်တယ်ဆိုတော့ဒီကနေ့အဲဒီတရင်ကောင်းကိုဝိငှတက်တည်ခံဖို့ဘုရားကတင်ကိုလို့ရှိတယ်တမန်တော်တွေတောင်းဝိငှခဲ့ကြတာအသက်ပေးပြီးဝိငှခဲ့ကြတာဘာကြောင့်ကျွန်တော်တို့ဝိငှရပါလဲကျွန်တော်ဝိငှဖို့လိုအပ်တာဖြစ်တယ်ဆိုတော့နံပါတ်1ကျွန်တော်ပြောတယ်နံပါတ်2ကတော့ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းမဟုတ်ကျွန်တော်တို့ရှင်ပြန်ထမြောက်တဲ့အခါမှာတို့ထောက်ရကောင်းကင်ကိုကျွန်တော်တို့သွားနေရမှာမဟုတ်ဘူးသွားမယ်တခဏပဲဖြစ်တယ်ခဏနားယူမယ်ဒါပေမဲ့ဖခင်ကအရာအလုံးအသက်ဖန်ဆင်းတဲ့အချိန်မှာဒီရုပ်ကဘာမှာအသက်ဖန်ဆင်းဒါပေမဲ့အဲ့ဒီအချိန်မှာတော့အပြစ်တွေပြစ်တရားသေခြင်းဝမ်းနည်းခြင်းဘာမှမရှိတော့အဲ့ဒီမှာကျွန်တော်တို့နေရမှာဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့နေတဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်ကလည်းဝိညာဉ်နေကြီးပဲမဟုတ်ဘူးဘောလုံးဝိညာဉ်နေကြီးပဲမဟုတ်ဘူးခရစ်တော်ရှင်ပြန်ထမြောက်တဲ့တကယ်တော့ကျွန်တော်တို့ခန္ဓာကိုယ်က brand new ဖခင်ကအသက်ဖန်ဆင်းတဲ့အဲ့ဒီရုပ်ခန္ဓာနဲ့ပဲကျွန်တော်တို့နေရမှာဖြစ်တယ်ဆိုတော့ခုနံပါတ်2ကျွန်တော်ပြောသွားတာဖြစ်တယ်နောက်ဆုံးချက်နံပါတ်3ကတော့အဲ့ဒီခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနေ့ဟာဒီကနေ့ကျွန်တော်တို့ကိုမတရားမှုကဘယ်တော့မှအဆုံးသက်အနိုင်ရမှာမဟုတ်ဒါကိုကျွန်တော်ကအမခံချက်ပေးနေတာဖြစ်တယ်ဒီနေ့မှောင်မိုက်ကိုအလင်းကအနိုင်ရမယ်လေမတရားမှုကိုတရားမျှတမှုကအနိုင်ရမယ်လေသေခြင်းကိုအသက်ရှင်ခြင်းကအနိုင်ရမယ်နေ့ရောက်လာမယ်ဆိုတာဒီ Easter Sunday ကကျွန်တော်ကိုအာမခံချက်ပေးနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အင်မတန်မှအထိပ္ပယ်ရှိတာဖြစ်တယ်ဒါကြောင့်မနော်ရှင်ပေါလုကဘာပြောတယ်လဲဆိုတော့တစ်ကိုခိုင်း15အပိုက်လေ55ပါဒီလိုပြောပါတယ်အိုးတင်းရင်တင်းလက်နက်ဒီအဘယ်မှာရှိတယ်အိုးမရဏနိုင်ငံတင်းအောင်ချင်းဒီအဘယ်မှာရှိတယ်တင်းမြင်
ခရစ်တော်ဟာကျွန်တော်တို့ကိုအောင်မြင်ခဲ့ပြီးဒါကြောင့်ဒီ Easter Sunday နေ့ဆိုတာဓမ္မပညာရှင်တွေကဗာပြောလေဆိုတော့သေမင်းသေတဲ့နေ့သေမင်းသေဆုံးတဲ့နေ့ Easter Sunday နေ့ဆိုတာသေမင်းသေဆုံးတဲ့နေ့မတရားမှုသေဆုံးတဲ့နေ့အမှောင်ထုသေဆုံးတဲ့နေ့အလင်းတရားကအနိုင်ရတဲ့နေ့တရားမျှတမှုကအနိုင်ရတဲ့နေ့အသက်ရှင်ခြင်းကအနိုင်ရတဲ့နေ့ဖြစ်ပါလေ။နှုတ်ကပတ်တော်အဖြစ်ရောက်ရှိတိုင်းပေါ်ဖျားသခင်ကောင်းကြီးရှိပါစေ။